တရုတ်ပြည်ရဲ့မဟာတတိုင်းကြီးဟာရက်စက်ကြမ်းကြုတ်တဲ့နဂါးဘလူးကြီးတွေရဲ့ရန်ကနေပြည်သူပြည်သားတွေကိုအကာအကွယ်ပေးထားတယ်ဆိုတဲ့ဒဏ္ဍာရီဆန်ဇက်လန်းလေးတစ်ပုဒ်ရှိခဲ့ပူပါတယ်။ဦးပြင်းလွန်းနဲ့တဲကန်နာယာကြီးထဲမှာဝီလီယံတို့အဖွဲ့မြင်စီပြီးအသေးအတန်ပြေးနေရပါတယ်။ဝီလီယံတို့အဖွဲ့ဘာမဟုတ်တာလုပ်ခဲ့လဲတော့မသိပါဘူး။ကန္နာရဓမြတွေကတဲကြီးမဲကြီးကိုလိုက်ဖမ်းနေတာပါ။ပြေးရင်လွှာရင်လမ်းခွဲတစ်ခုအရောက်မှာတော့ပါလာတဲ့မြင်းတအုပ်ကိုလွတ်လိုက်ပြီးဝီလီယံတို့အဖွဲ့ကတခြားလမ်းကိုရွှေ့ကလိုက်လာသူတွေကိုခြေရာဖြောက်နိုင်ခဲ့ပါတယ်။အချိန်ကလည်းတဖြည်းဖြည်းညရောက်လာတယ်ဆိုပါတော့ဗျာ။ဝီလီယံတို့အဖွဲ့လည်းခဏတာအနားယူရင်းစကားတီးတိုးပြောနေကြပါတယ်။ဝီလီယံတို့ကအနောက်တိုင်းသားတွေဖြစ်ပြီးစစ်ပွဲအတွက်အသုံးဝင်မဲ့ရန်မုံတွေရှိရာအရှေ့တိုင်းစီရန်မုံရှာပုံတော်ထွက်လာကြတာပါ။အခုတော့တိုက်ခိုက်လူရဲမှုတွေကြောင့်ပါလာတဲ့အဖွဲ့သားတချို့လည်းဆုံးရှုံးကအိမ်ပြန်တက်ခေါက်ရမယ့်အခြေအနေဖြစ်နေပါတယ်။ဝီလီယံကတော့အိမ်ပြန်ဖို့စိတ်ကူးမရှိပါဘူး။ကြံနေတဲ့ပစ္စည်းတွေတဲ့အသုံးဝင်တာများရှိမလားဆိုပြီးဝီလီယံတို့အဖွဲ့စီစစ်နေပါတယ်။အရန်လေးတဲ့တန်လိုက်တုံးကိုဝီလီယံရဲ့ဘော်ဒါတိုဘာကအဝေးကိုပစ်လိုက်ပါတယ်။ဒါကိုဝီလီယံကတန်လိုက်အိမ်မြောင်လုပ်ဖို့အတွက်သူယူမာမှုသွားကောက်ခဲ့ပါတယ်။မိဘုံဘေးကြံခဲ့တဲ့အဖွဲ့သားတွေကိုတစုံတစ်ခုကချောင်းမြောင်းနေပုံပါခဏအကြာမှာတော့မိဘုံဘေးရှိတဲ့အဖွဲ့သားတွေကိုအကောင်တကောင်ကလျင်မြန်စွာတိုက်ခိုက်လိုက်ပါတယ်။တိုက်ခိုက်မှုကမြန်ဆန်လွန်းတာမို့ဘာကောင်မှန်းတောင်သူတို့မသိလိုက်ပါဘူး။ဝီလီယံနဲ့တိုဘာတို့ဘော်ဒါနှစ်ဦးဓာတ်ကိုစီဆွဲယူပြီးကြောချင်းကတ်ခါဘာမှန်းမသိတဲ့အကောင်ကြီးကိုရင်ဆိုင်ဖို့အသင့်ပြင်ထားပါတယ်။အကောင်ကြီးရောက်လာတော့နှစ်ယောက်သားလဲဓာရီအစွမ်းပြလိုက်ပြီးအကောင်ကြီးကိုပိုင်းဖြတ်လိုက်ပါတယ်။ပိုင်းဖြတ်ခံထားရတဲ့အကောင်ကြီးရဲ့လက်ပြက်ကြီးကိုကြည့်ရင်နှစ်ယောက်သားအံ့ဩနေပါတယ်။ဝီလီယံလဲထိုလက်ပြက်ကြီးကအသုံးဝင်နိုင်တာမို့ယူခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။မိုးစင်စင်လင်းတော့နှစ်ယောက်သားခီးဆက်နေတော့ဂန္ဓာရဓမြတွေလိုက်လာနေတာတွေးလိုက်တာမို့တောင်ပေါ်ကိုထပ်ပြေးခဲ့ကြပါတယ်။ဝီလီယံတို့ဘော်ဒါနှစ်ယောက်တောင်ပေါ်ရောက်တော့ကန်ဆိုးမှသွားရမိုးလိုက်လို့ရွာဆိုသလိုပဲမဟာတတိုင်းကြီးပေါ်မှာရှိတဲ့တရုတ်စစ်တပ်တွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။တရုတ်တပ်သားတယောက်ကအင်္ဂလိပ်စကားတတ်တဲ့တပ်မှုလင်းကိုသွားခေါ်နေပါတယ်။ဝီလီယံတို့တက်ခဲ့တဲ့အကောင်ဆိုးကြီးကနဂါးမျိုးဆက်ဖြစ်ပြီးဘလူးတကောင်လိုကျန်းတန်းတဲ့တိုတေးနဂါးဘလူးကြီးတွေဖြစ်ပါတယ်။တရုတ်အကြီးအကဲတွေကဝီလီယံတို့နဂါးဘလူးကြီးအားတက်ခဲ့တာကိုမယုံကြည်နိုင်ဖြစ်နေပါတယ်။တပ်မှုလင်းကတော့မဟာတတိုင်းကြီးရဲ့လှုပ်ဝက်ချက်ကိုဝီလီယံတို့သိသွားနိုင်တာမို့ကိုမြတ်ဖို့ပဲအားတန်နေပါတယ်။ယူဟာမှုဝန်ကဝီလီယံရဲ့ဓားမှာပေနေတဲ့အကောင်ကြီးရဲ့သွေးစိမ့်တွေကိုစစ်ဆေးလိုက်ပြီးသူတို့တက်ခဲ့တာဖြစ်နိုင်ကြောင်းဗိုလ်ချုပ်ကိုပြောပြကဝီလီယံတို့နှစ်ဦးကိုအရှင်မဲဖမ်းထားဖို့အကြံပေးခဲ့ပါတယ်။ဝီလီယံတို့ကိုတိုင်းတစ်ပါးသားအဖိုးကြီးတဦးကကြည်နေပါတယ်။ထိုအချိန်တပ်သားတဦးရောက်ချလာပြီးမိခိုးမျော်စင်တွေကအချက်ပြနေပြီးမို့နဂါးဘလူးကြီးတွေတိုက်ခိုက်နေပြီဖြစ်ကြောင်းလာရောက်သတင်းပို့ပါတယ်။ဗိုလ်ချုပ်လည်းတပ်တွေအားလုံးကိုအသင့်နေထားပြင်ခိုင်းလိုက်ပါတယ်။တပ်မှုလင်းကဝီလီယံတို့ကိုချုပ်ထားဖို့ခေါ်လာခဲ့ပါတယ်။အချုပ်ခန်းတကားတော့ကဖွင့်မရဖြစ်နေတာမို့ဝီလီယံတို့ကိုမဟာတတိုင်းကြီးပေါ်စီပဲဖမ်းခေါ်သွားပါတယ်။တရုတ်စစ်တပ်ကြီးကတော့နဂါးဘလူးကြီးတွေရဲ့ရန်ကိုကာကွယ်ခုခံဖို့အင်အားလုံးရင်းနဲ့ကိုအကြီးအကျယ်ပြင်ဆင်နေပါတယ်။ဝီလီယံတို့နှစ်ယောက်ကိုတရုတ်တပ်သားတချို့ကစောင့်ကြည့်ဖမ်းထားပါတယ်။ခဏကြာမှာတော့စူညံတန်တချို့ကိုဝီလီယံတို့ကြားလိုက်ရပါတယ်။ထိုအတန်တွေကတိုတေလို့ခေါ်တဲ့နဂါးဘလူးအုပ်လိုက်ကြီးချီတက်လာတဲ့အတန်မှာတရုတ်စစ်တပ်လည်းနဂါးဘလူးကြီးတွေကိုစတင်ခုခံတိုက်ခိုက်လိုက်ပါတယ်။တတိုင်းကြီးပေါ်တက်ဖို့လုပ်နေတဲ့နဂါးဘလူးကြီးတွေကိုတပ်မှုလင်းရဲ့အပြာရောင်မျိုးသမီးတပ်ဖွဲ့ကအသေးခံကာကွယ်တိုက်ခိုက်နေပါတယ်။တတိုင်းပေါ်မှာရှိနေတဲ့တိုင်းတစ်ပါးအဖိုးကြီးကိုဝီလီယံမြင်လိုက်တော့သူကငါတို့အတွက်လွတ်မြောက်ဖို့လမ်းကြောင်းဖြစ်နိုင်ကြောင်းတိုဘာကိုပြောပြနေပါတယ်။နဂါးဘလူးတွေရဲ့ခေါင်းဆောင်ဘရင်မကြီးရှိရာစီမီးလုံးတွေနဲ့တိုက်ခိုက်လိုက်တော့သူ့ရဲ့ကိုရန်တော်တွေကဘရင်မကြီးကိုကာကွယ်လိုက်ပါတယ်။စိတ်ဆိုးသွားတဲ့ဘရင်မကြီးကသူ့ရဲ့အကောင်အားလုံးကိုတတိုင်းတွေစီကြော်တက်ဖို့ညွှန်ကြားလိုက်ပါတယ်။နဂါးဘလူးတကောင်ကဝီလီယံတို့အနီးနားစီရောက်လာပြီးတရုတ်တပ်သားတွေကိုရန်လိုတိုက်ခိုက်နေပါတယ်။ဝီလီယံလည်းသူတို့ကိုစောင့်ကြည့်နေတဲ့အဆောင်တွေအလစ်မှာအပေါ်မှာရှိနေတဲ့အဖိုးကြီးကိုအကူအညီတောင်းကတုံ့နှောင်ထားတဲ့ကြိုးတွေကိုဖြီးခိုင်းလိုက်ပြီးနဂါးဘလူးကြီးကိုနှစ်ယောက်သားတိုက်ခိုက်ကြပါတယ်။နဂါးဘလူးကြီးတွေရဲ့အားနည်းချက်ဖြစ်တဲ့မျက်လုံးကိုပြစ်မှတ်ထားတိုက်ခိုက်လိုက်ရာအကောင်ကြီးတွေလည်းအတုံးယုံဖြစ်ကုန်ပါတယ်။နဂါးဘလူးကြီးတွေရဲ့ဘရင်မကသူ့အကောင်တွေကိုတက်ဆုပ်ဖို့ညွှန်ကြားလိုက်တာကြောင့်နဂါးဘလူးတက်ကြီးလည်းသူတို့ရဲ့အသေးကောင်တွေကိုဆွဲခေါ်ပြီးတတိုင်းကြီးရဲ့ဝေးရာစီတက်ခေါက်သွားခဲ့ပါတယ်။ဝီလီယံတို့လည်းခဏတာစိတ်အေးခဲ့ရပြီးနဂါးဘလူးကြီးတွေကိုတတ်နိုင်လိုက်တာမို့တရုတ်ဗိုလ်ချုပ်ရဲ့ချီးကျူးမှုကိုလည်းခံလိုက်ရပါတယ်။ဝီလီယံတို့အနားယူနေတုန်းတိုင်းတစ်ပါးသားအဖိုးကြီးကချင်းကပ်လာပါတယ်။
သူကဘာလက်ဖြစ်ကြောင်းဝီလီယံတို့ကိုလာမိတ်ဆက်တာပါဘာလက်ဆိုတဲ့အဖိုးကြီးလည်းလွန်ခဲ့သော25နှစ်ကတည်းကရမ်းမှုရှာဖို့လာခဲ့တာဖြစ်ပြီးတရုတ်တပ်တွေကြားထဲမှာပြန်ထွက်မရလို့အခုချိန်ထိတောင်းတင်နေတာပါအခုတော့အကြံတူညံတူ3ယောက်သားပေါင်းမိပါပြီနောက်တစ်ခန်းမှာတော့ဝီလီယံတို့2ယောက်သားရေချိုးတန့်စင်ပြီးဂုံပြုခံဖို့စာပွဲတောက်ပွဲခန်းမှာရောက်လာခဲ့ပါတယ်တက်မှုတချို့ကဝီလီယံရဲ့မြားပစ်စွမ်းရည်ကိုမြင်တွေ့ကျင်နေတာမို့အားလုံးအံ့အားသင့်စေတဲ့မြားပစ်စွမ်းရည်တစ်ကွက်လောက်ထုတ်ပြလိုက်ပါတယ်ဝီလီယံတို့စားတောက်ကြရင်တက်မှုလင်းကိုအင်္ဂလိပ်စာတဲ့သူသင်ပေးလဲမေးကြည့်တော့ဘားလက်ကသင်ပေးတာဖြစ်ကြောင်းပြောပြပါတယ်အငန်းလေးကစားတောက်နေတဲ့တိုဘာကိုဘားလက်ကဒီညရမ်းမုံအကြောင်းတိုင်ပင်မယ်လို့ပြောပြနေပါတယ်ဘားလက်ကိုယ်တိုင်ခိုးယူထားတဲ့ရမ်းမုံတချို့ကိုပြခဲ့ပြီးရမ်းမုံတွေအများပြားရှိတဲ့ကိုတောင်ကိုသူတီကြောင်တိုးတေနဂါဘလူးကြီးတွေပြန်လာတဲ့အခါတရုတ်စစ်တပ်ကအလုရှုံနေကြမှာမို့အဲ့အချိန်မှာရမ်းမုံတွေခိုးယူပြီးထွက်ပြေးဖို့အချိန်ကောင်းဖြစ်ကြောင်းပြောပြနေပါတယ်နောက်တစ်ခန်းမှာတော့ဗျူဟာမှုဝန်ကတန်လိုက်တုံးကိုကင်ပြီးနဂါဘလူးကြီးတွေကိုတိုက်ခိုက်နေချိန်ဒီတန်လိုက်တုံးကဘယ်မှာရှိနေလဲမေးတာမို့ဝီလီယံလည်းသူ့အဝတ်အိတ်ကတ်ထဲမှာပဲထည့်ထားကြောင်းပြောပြလိုက်ပါတယ်။ဒီတန်လိုက်တုံးရဲ့စွမ်းအားကနဂါးဘလူးကြီးတွေကိုတိုက်ခိုက်ရာမှာအသုံးဝင်လိမ့်မယ်လို့ဗျူဟာမှုဝန်ကယုံကြည်နေပါတယ်။နဂါးဘလူးငယ်သားတွေကအစားအစာတွေရှာဖွေပြီးသူတို့ရဲ့ခေါင်းဆောင်ဘရင်မကြီးစီပို့ဆောင်ရပါတယ်။ရလာတဲ့အစာတွေကိုဘရင်မကြီးကစားသုံးပြီးနဂါးဘလူးတွေများပြားလာအောင်မျိုးပွားပေးနေတာပါ။တတိုင်းကြီးရဲ့ဝေးရာမှာလူ2 တန်းလောက်နေထိုင်တဲ့မြို့တော်ကြီးရှိပါတယ်။နဂါးဘလူးကြီးတွေသာထိုနေရာစီရောက်သွားရင်အစာရေးစာအများအပြားရသွားနိုင်တာမို့မျိုးပွားနှုံလဲပုံမမြန်ဆန်ပြီးအင်အားများလာမှာပါထိုအချိန်ဆိုကဘာကြီးကိုတောင်နဂါးဘလူးကြီးတွေကကြီးစိုးသွားနိုင်ကြောင်းဗျူဟာမှုဝန်ကရှင်းပြနေပါတယ်အနောက်မြို့ရုံးမှာတပ်သားတချို့ပျောက်ဆုံးနေတဲ့သတင်းကြောင့်တက်မှုလေးနဲ့အတူဗိုလ်ချုပ်ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့ရာနဂါးဘလူးကြီး2ကောင်ရဲ့နှစ်ဖက်ညက်တိုက်တာကိုခံလိုက်ရပါတယ်။ဗိုလ်ချုပ်လည်းပြင်းထန်စွာဒဏ်ရာရလာခဲ့ပြီးနဂါးဘလူးတွေကသူတို့ကို1600တိုက်ခိုက်ခဲ့တာပါ။ထိုတပ်တော်တွေကညံရည်ပါမြင့်လာပြီးဖြစ်ကြောင်းဗိုလ်ချုပ်ကပြောဆိုကတက်မှုလင့်အားစစ်တပ်အဖွဲ့အားလုံးကိုဥဆောင်ကာကွယ်ပေးဖို့မှာကြားရင်အသက်ဆုံးပါသွားခဲ့ပါတယ်။တိုက်ပွဲတစ်ခုမှာတော့နဂါးဘလူးကြီး3ကောင်ဟာတိုက်ခိုက်နေရင်ထူးဆန်းစွာငြိမ်သက်သွားတာမို့အလွယ်တကူတတ်နိုင်ခဲ့ကြောင်းဗိုလ်ချုပ်တစ်လင်းတို့အဖွဲ့ပြောနေတာကိုဝီလီယံအားဘာလက်ကဘာသာပြန်ပေးနေပါတယ်။ဗျူဟာမှုဝန်ကအကောင်ကြီးတွေငြိမ်သက်သွားတာဟာတန်လိုက်တုံးလိုဟာမျိုးအနားမှာရှိလို့ဖြစ်နိုင်ကြောင်းတန်လိုက်ဆက်ကွင်းရဲ့အနောက်ရှက်ကြောင့်အကောင်ကြီးတွေကအမိန့်တစုံတရာမရလို့ငြိမ်နေတာမျိုးဖြစ်နိုင်ကြောင်းပြောနေပါတယ်။ဗိုလ်ချုပ်တစ်လင်းကဒါကိုယုံကြည်ရဖို့ဘလို့တက်သေးပြနိုင်လဲမေးတော့ဝီလီယံကနဂါးဘလူးတကောင်ကိုဖမ်းပြီးစမ်းကြည့်ဖို့အကြံပေးလိုက်ပါတယ်။တရုတ်တွေရဲ့ပြဿနာထဲဝင်ပါလိုက်တဲ့ဝီလီယံကိုတိုဘာကဒေါသတကြီးပြောဆိုနေပြီးနဂါးဘလူးကြီးတွေထက်လာရင်သူတို့အားလုံးရမ်းမှုန်တွေယူပြီးပြေးကြမှာမို့ပြဿနာတွေကြားထဲထပ်မပါဖို့တတိပေးလိုက်ပါတယ်။နဂါးဘလူးကြီးတွေကိုပြစ်မဲ့များထိတ်မှာမေ့ဆေးရည်တစ်မျိုးကိုတုပ်လိမ့်လိုက်ပြီးမြူတွေကြားထဲကနေအကောင်ကြီးတွေလာမှာကိုအာယုံစိုက်နေကြပါတယ်။နဂါးဘလူးကြီးတွေတတိုင်းသားစီရောက်လာပြီးမှတရုတ်တပ်ဖွဲ့လည်းခုခံတိုက်ခိုက်နေကြပါတယ်။ဝီလီယံကဗိုလ်ချုပ်တစ်လင်းကိုကူညီတိုက်ခိုက်ပေးရမလားထွက်ပြေးဖို့အတွက်ဘော်ရာကြီးတိုဘာစီဘဲသွားရမလားတွေးဟာဖြစ်နေပါတယ်။မေးဆေးရည်လူထားတဲ့မြားတွေနဲ့နဂါးဘလူးကြီးတွေကိုဖမ်းဖို့စ조사ရမလွယ်ကူခဲ့ပါဘူး။ညံရည်မြင့်လာတဲ့အကောင်ကြီးတွေကအချင်းချင်းကူညီရင်းလွတ်မြောက်သွားပါတယ်။ဒါပေမဲ့ကံကောင်းကျင်တော့မြားတန်းလန်းနဲ့နဂါးဘလူးကြီးတကောင်ရုံးကန်နေတာမို့ဗိုလ်ချုပ်တစ်လင်းတို့လည်းအကောင်ကြီးကိုဖမ်းနိုင်ဖို့တန်ကြိုးရန်ကြီးကိုပြန်ဆွဲယူနေပါတယ်။ဒွိဟာဖြစ်နေတဲ့ဝီလီယံလည်းဗိုလ်ချုပ်တစ်လင်းတို့ကိုကူညီဖို့ဆုံးဖြတ်လိုက်ပြီးတန်ကြိုးကိုဆွဲထားရင်ပြတ်သွားနိုင်တာကြောင့်အလိုက်တိတ်လျှော့ခိုင်းလိုက်ပါတယ်။နဂါးဘလူးကြီးကမေ့ဆေးကြောင့်ငြိမ်ကျသွားဖို့အချိန်တစ်ခုလဲလိုအပ်ပါတယ်။ရုံးကန်နေတဲ့နဂါးဘလူးကြီးကအချိန်မရွေးလွတ်သွားနိုင်တာကြောင့်ဝီလီယံလည်းအောက်ကိုဆင်းလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကိုသိတဲ့ဗိုလ်ချုပ်တစ်လင်းကဝီလီယံကိုအကူအညီရစေဖို့အတန်မြေစေတဲ့မြားတွေနဲ့နဂါးဘလူးတွေကိုတိုက်ခိုက်ခိုင်းခဲ့ပါတယ်။ဝီလီယံလည်းတန်ကြိုးရန်အောက်ကိုဆင်းခဲ့ပြီးရောက်ခါနီးမှာနဂါးဘလူးကြီးလည်းတန်ကြိုးများရန်ကနေလွတ်သွားခဲ့ပါတယ်။ဒါပေမဲ့မေ့ဆေးတန်ရာကြောင့်နဂါးဘလူးကြီးလည်းမေ့မျောနေတာမို့ဝီလီယံကတန်ကြိုးနဲ့နဂါးဘလူးကြီးကိုခြိလိုက်ပြီးဆွဲတင်ဖို့အချက်ပြလိုက်ပါတယ်။မြူရီကြားထဲပေါ်လာတဲ့နဂါးဘလူးကြီးရဲ့တိုက်ခိုက်မှုကိုခံရခါနီးမှာပဲဘော်ရာကြီးတိုဘာရဲ့လာရောက်ကူညီမှုကြောင့်ကံကောင်းခဲ့ရပါတယ်။နှစ်ယောက်သားမြူရီကြားမှာနဂါးဘလူးကြီးတွေကိုကိစ္စတုံးပေးနေပါတယ်။အကောင်တွေကပိုများလာတာကြောင့်ဗိုလ်ချုပ်တစ်လင်းကိုကူတိုက်ပေးဖို့အတန်မီများနဲ့အချက်ပြလိုက်ပါတယ်။ရန်ပုံးတွေကြားထဲမှာဝီလီယံတို့ကံကောင်းစွာလွတ်မြောက်ခဲ့ပြီးတတိုင်းကြီးရဲ့လှို့ဝက်အပေါက်ကနေတရုတ်တပ်သားတွေကလာရောက်ကယ်တင်ခဲ့ပါတယ်။အပေါ်ရောက်တော့ဗိုလ်ချုပ်တစ်လင်းကနဂါးဘလူးကြီးကိုကူဖမ်းပေးတဲ့ဝီလီယံတို့အားကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်
တန်လိုက်တုံးကအကောင်ကြီးတွေကိုငြိမ်သက်အောင်လုပ်နိုင်လားစမ်းသက်ရမှာတော့အောင်မြင်ခဲ့ပါတယ်။ဗျူဟာမှုဝန်ကစမ်းသက်မှုတွေထပ်လုပ်ချင်ပေမဲ့ငကားဘလူးတွေကိုအရှင်ဖမ်းမိရင်ဘရင်စီပို့ပေးရမယ့်အမိန့်ရှိတာမို့တာဝန်ရှိသူတွေကနန်းတော်စီခေါ်ဆောင်သွားခဲ့ပါတယ်။ဝီလီယံကတိုဘာနဲ့ဆုံတော့တရုတ်စစ်တပ်ကိုအကူအညီဆက်ပေးဖို့တိုက်တွန်းခဲ့ပေမဲ့အဆင်မပြေခဲ့ပါဘူး။ငကားဘလူးကြီးတွေရဲ့လှုပ်ရှားမှုထပ်တွေ့တာမို့ဗျူဟာမှုဝန်တို့စင်းကြည့်အားမြေအောက်ခြေမှာလှိုင်ကောင်းဖောက်ထားတာကိုတွေ့လိုက်ရပါတယ်။ငကားဘလူးကြီးတွေရဲ့ညံရည်ကပုံမမြင့်မားလာတဲ့သဘောပါ။တရုတ်တပ်တွေခြေရှုပ်နေတော့ဘာလက်နဲ့တိုဘာတို့နှစ်ယောက်ဝီလီယံမပါဘဲရမ်းမှုန်တွေခိုးဖို့လုံးပန်းနေပါတယ်။ရမ်းမှုန်တို့လောင်ခန်းတကားကိုဖောက်ခွဲလိုက်တဲ့အတန်ကြောင့်ဝီလီယံလည်းအတန်ကြားရာစီပြေးသွားခဲ့တယ်လို့အထဲမှာရှိတဲ့တရုတ်တပ်သားတအူးလည်းထိုနေရာစီပြေးသွားခဲ့ပါတယ်။ဝီလီယံရောက်လာတော့ဘော်ဒါကြီးတိုဘာကိုထွက်မသွားဖို့ဖြောင်းဖျခဲ့ပေမဲ့လက်မခံပါဘူး။ဘာလက်ကဝီလီယံကိုမိမျောသွားအောင်လှုပ်လိုက်ပြီးတိုဘာနဲ့နှစ်ယောက်သားထွက်ပြေးခဲ့ကြပါတယ်။လှိုင်ကောင်းဖောက်ပြီးလူနှစ်တန်းလောက်ရှိတဲ့မြို့တော်စီငကားဘလူးကြီးတွေကချီတက်သွားပါပြီ။တရုတ်တပ်တွေမြို့တော်ကြီးစီမြင်းတွေနဲ့အမြန်လိုက်သွားမယ်ဆိုရင်တော့2ရက်လောက်ကြာနိုင်ပါတယ်။ဗျူဟာမှုဝန်ကမီးပုံးပြန်တွေစီးပြီးသွားမယ်ဆိုလေတိုက်အားကောင်းရင်6နာရီလောက်ပဲကြာနိုင်ကြောင်းပြောနေပါတယ်။မီးပုံးပြန်တွေနဲ့အဝေးထိခီးဆက်နိုင်မလားဆိုတာမသေးကြပါဘူး။အမြန်လိုက်နိုင်မဲ့နီလန်းကဒီတစ်ခုပဲရှိတာကြောင့်ဗိုလ်ချုပ်တစ်လင်းကမီးပုံးပြန်တွေကိုအသင့်ပြင်ခိုင်းထားလိုက်ပါတယ်။ဘာလက်နဲ့တိုဘာတို့လည်းရမ်းမုံတချို့ယူပြီးထွက်ပြေးသွားပါတယ်။ဘရင်စီပို့လိုက်တဲ့ငကားဘလူးတကောင်လည်းမြို့တော်ကြီးစီရောက်သွားပါပြီ။တန်လိုက်တုံးကြောင့်ငကားဘလူးကြီးကငြိမ်နေတာဖြစ်ကြောင်းဘရင်လေးကိုမှုမှတ်တွေကရှင်းပြနေပါတယ်။ဝီလီယံတယောက်လည်းအဖမ်းခံလိုက်ရပြီးရမ်းမုံတွေခိုးသွားတဲ့ဘာလက်တို့ကိုတူတားခဲ့ကြောင်းရှင်းပြပေမဲ့ဗိုလ်ချုပ်တစ်လင်းကမယုံခဲ့ပါဘူး။ဒါပေမဲ့ဝီလီယံတားခဲ့တာကိုမြင်ခဲ့ကြောင်းတပ်သားတအူးကဝင်ပြောခဲ့တာမို့ဝီလီယံကိုမတက်ပဲဖမ်းချုပ်ထားဖို့အမိန့်ပေးလိုက်ပါတယ်။ထွက်ပြေးသွားတဲ့နှစ်ဦးကိုလည်းလိုက်ဖမ်းဖို့မြင်းတက်ဆေးလွတ်ခဲ့ပါတယ်။တိုဘာတို့လမ်းခွဲတစ်ခုအရောက်မှာတော့ဘယ်သွားရမလဲမသိဖြစ်နေပါတယ်။ဘာလက်ကတိုဘာကိုလမ်းတိနိုင်အောင်အမြင့်ကိုတက်ကြည့်ခိုင်းလိုက်ပါတယ်။တိုဘာအဝေးကိုရောက်သွားတော့ပါလာတဲ့မြင်းတွေရမ်းမှုန်တွေယူပြီးတစ္ဆာဖောက်ခါအမြန်တိုးသွားခဲ့ပါတယ်။မြို့တော်စီခီးဆက်ဖို့တရုတ်စစ်တပ်လည်းမီးပုံးပြန်တွေပြင်ဆင်နေပါတယ်။တရုတ်တပ်သားတအူးကအချုပ်ခန်းတကားကိုဖွင့်ပေးလိုက်တော့ဝီလီယံလည်းတတိုင်းပေါ်စီတက်လာခဲ့ပါတယ်။ဗိုလ်ချုပ်တစ်လင်းကဝီလီယံကိုလွတ်ပေးလိုက်ပြီးဖြစ်ကြောင်းဗျူဟာမှုဝန်ကပြောပြနေပါတယ်။ပြီးတော့သူတို့အားလုံးမိဘုံပြန်တွေနဲ့မြို့တော်ကြီးစီချီတက်မှာဖြစ်ကြောင်းငကားဘလူးကြီးတွေရဲ့ခေါင်းဆောင်ဘရင်မကြီးကိုတတ်နိုင်မယ်ဆိုအောင်မြင်နိုင်ကြောင်းလည်းပြောပြနေပါတယ်။တဦးတည်းဖြစ်နေတဲ့ဝီလီယံလည်းဗိုလ်ချုပ်တစ်လင်းတို့ကိုကူညီရန်မြို့တော်ကြီးစီလိုက်ခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရမ်းမုံတွေခိုးသွားတဲ့ဘာလက်လဲကန္နာရရမြတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။မြို့တော်ကြီးမှာတော့ငကားဘလူးကြီးကိုစမ်းသပ်မှုတွေပြုလုပ်နေပြီးတန်လိုက်တုံးကြီးကို6ပေအကွာလောက်ထိဖယ်ရှားလိုက်ရာငကားဘလူးကြီးနိုးထလာပြီးအဖွဲ့ခေါင်းဆောင်ဘရင်မကြီးနဲ့အဆက်အသွယ်ရသွားခဲ့ပါတယ်။တန်လိုက်တုံးကြောင့်အကောင်ကြီးပြန်ငိမ်သွားပေမဲ့မြို့တော်ကြီးရဲ့တီနေယာကိုတော့ငကားဘလူးတပ်ဖွဲ့ကြီးကသိရှိသွားပါပြီ။ဝီလီယံတို့လည်းအန်ရီကင်းစွာမြို့တော်ကြီးစီချီတက်လာပါတယ်။အဖမ်းခံလိုက်ရတဲ့ဘားလက်ရဲ့ရမ်းမုံတွေကိုကန္နာရရမြတွေကဘာမှမသိလို့ဆက်စုနေကြတော့ရမ်းမုံတစ်လုံးကမီးဆွဲသွားပြီးပောက်ကွဲသွားပါတယ်။ထိုအတန်ကိုတိုဘာလဲကြားခဲ့ပါတယ်။နောက်တစ်ခန်းမှာတော့ကြံနေတဲ့ရမ်းမုံတွေကိုယူပြီးတိုဘာတယောက်ခီးဆက်နေတော့တရုတ်မြင့်တက်ရဲ့လိုက်လံဖမ်းဆီးတာကိုခံလိုက်ရပါတယ်။ဗိုလ်ချုပ်တစ်လင်းတို့အဖွဲ့တချို့မြို့တော်ကြီးစီရောက်တော့ငကားဘလူးကြီးတွေလည်းမြို့ကိုဝင်စီးနေပါပြီ။လင်းတို့ငကားဘလူးကြီးတွေနဲ့အသေးအတန်ရင်ဆိုင်တိုက်ခိုက်နေရပါတယ်။အကောင်ကြီးတွေကလင်းကိုဝိုင်းထားတဲ့ချိန်ဝီလီယံတို့အဖွဲ့ရောက်လာပြီးဗိုလ်ချုပ်တစ်လင်းကိုကူညီကယ်ဆယ်လိုက်ပါတယ်။ငကားဘလူးဘရင်မကြီးအစာစားနေချိန်ဆိုသူ့အကောင်တွေအားလုံးကတိုက်ခိုက်မှုမလုပ်ကြပါဘူး။ဒီအခွင့်အရေးကိုအသုံးချပြီးဝီလီယံတို့မြေပြင်ပေါ်ဆင်းကငကားဘလူးဘရင်မကြီးကိုတိုက်ခိုက်ဖို့အစီအစဉ်ဆွဲကြပါတယ်။ဖမ်းထားတဲ့ငကားဘလူးတကောင်ကိုဘုံတွေတက်ဆင်လိုက်ပြီးအစာပေးကပြန်လွတ်ပေးမှာပါ။ထိုငကားဘလူးကဘရင်မကြီးစီအစာပို့ဆောင်ချိန်တက်ပေးလိုက်တဲ့ဘုံတွေကိုအချိန်မီဖောက်ခွဲနိုင်ရင်ဘရင်မကြီးလည်းတေဆုံးသွားမှာဖြစ်ပါတယ်။လိုင်ကောင်းလမ်းကြောင်းကနေအကောင်ကြီးကိုအပြင်ထုတ်ဖို့လှုံ့ဆော်နေတုန်းတပ်သားတချို့အကောင်ကြီးတွေရဲ့တိုက်ခိုက်တာခံလိုက်ရပါတယ်။ဝီလီယံလည်းဖမ်းထားတဲ့အကောင်ကြီးကိုလွတ်ပေးဖို့တန်ကြိုးတွေကိုဖြုတ်လိုက်ပါတယ်။ယူဟာမှုဝန်ကတန်လိုက်တုံးကိုအဝေးစီယူဆောင်သွားလိုက်တော့အကောင်ကြီးကနိုးထလာပါတယ်။ဝီလီယံတို့ကိုရန်လိုနေပေမဲ့တန်လိုက်တုံးကြောင့်အနားစီကပ်မလာပါဘူး။အနားမှာရှိတဲ့အစာတချို့ကိုကိုက်ချီပြီးဘရင်မကြီးစီပို့ဆောင်ဖို့ထွက်သွားပါတယ်။ဘရင်မကြီးရဲ့တက်တော်ဆောင်တွေကအနားကပ်လာတဲ့အကောင်ကြီးတွေကိုအစာပါမှသာဘရင်မကြီးစီဆေလွတ်တာပါဘုံတွေဆင်ပေးလိုက်တဲ့အကောင်ကြီးကဘရင်မကြီးစီအစာပိုးဆောင်နေပြီးမို့ဝ
ဝီလီယံတို့လည်းပြစ်ကွင်းကောင်းတဲ့နမ်းမြင့်မျောစင်စီတက်ခဲ့ပါတယ်။အကောင်တချို့ကမြင်သွားတာကြောင့်တန်လိုက်တုံးကင်ထားတဲ့ဗျူဟာမှုဝန်ကငကားဘလူးကြီးတွေဝင်မလာနိုင်အောင်ထိန်းချောင်းဖို့အောက်မှာနေခဲ့ပါတယ်။ဘရင်မကြီးနားရောက်နေတဲ့အကောင်ကြီးစီကဘုံတွေကိုနမ်းမြင့်မျောစင်ပေါ်မှာရှိနေတဲ့ဝီလီယံကမြားတစင်းနဲ့ပြစ်လိုက်ချိန်မှာတော့ညံရည်မြင့်လွန်းတဲ့တက်တော်ဆောင်ငကားဘလူးကြီးတွေကကာကွယ်သွားခဲ့ပါတယ်။ဝီလီယံလည်းပြစ်ကွင်းကောင်းမဲ့အမြင့်စီနေရာရွေးခဲ့ပါတယ်။အမြင့်တနေရာကနေတိုက်ခိုက်ခံလိုက်ရတာကိုရိပ်မိတဲ့ငကားဘလူးဘရင်မကြီးကသူ့ဖွဲ့သားတွေအားမျှော်စင်တွေပေါ်တက်ဖို့အမိန့်ပေးလိုက်ပါတယ်။မျှော်စင်ရှိရာစီငကားဘလူးကြီးတွေစုပြုံဝင်လာပြီးမှဗျူဟာမှုဝန်လည်းအတုံးဝင်နိုင်မဲ့တန်လိုက်တုံးကိုဗိုလ်ချုပ်တစ်လင်းစီပစ်ပေးခဲ့လိုက်ပါတယ်။ဝီလီယံလည်းဒုတိယအကြိမ်စ조사ပြီးဘုံဖောက်ခွဲဖို့မြားတစင်းထပ်ပစ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဒီတစ်ကြိမ်တော့ဘရင်မကြီးကဝီလီယံတို့နေရာကိုတည်သွားပြီးတပ်ဖွဲ့အားလုံးကိုဝီလီယံတို့ရှိရာစီတိုက်ခိုက်ဖို့ညွှန်ကြားလိုက်ပါတယ်။ဝီလီယံတို့စီမှာဖောက်ခွဲဖို့ရန်ပုံးပါတဲ့မြားကလည်းတချောင်းမဲကြံပါတော့တယ်သူတို့အတွက်နောက်ဆုံးခွင့်ရေးပါပဲဗိုလ်ချုပ်တစ်လင်းကအောက်ကိုခုန်ဆင်းဖို့ကြိုးရန်တစ်ခုဖန်တီးလိုက်ပြီးနှစ်ယောက်သားကြိုးရန်ကိုကင်ကာခုန်ဆင်းလိုက်ပါတယ်ငကားဘလူးဘရင်မကြီးအနားရောက်မှာတော့ဝီလီယံကတန်လိုက်တုံးကိုအရင်ပစ်ထည့်လိုက်ပြီးဗိုလ်ချုပ်လင်းကလည်းရမ်းများချီထားတဲ့လှန်တန်နဲ့ပစ်ပေါက်လိုက်ရာပောက်ကွဲတန်ကြီးထွက်ပေါ်လာပြီးငကားဘလူးကောင်းဆောင်ဘရင်မကြီးလည်းအနှိမ့်ဆရောက်သွားပါတယ်ဝီလီယံတို့လည်းကြိုးရန်လွှဲအားကြောင့်တစ်ဖက်မျောစင်ပေါ်ရောက်သွားခဲ့ပြီးခေါင်းဆောင်ဘရင်မကြီးတေဆုံးသွားပြီမို့တခြားငကားဘလူးတွေလည်းငြိမ်သက်တေဆုံးကုန်ပါတော့တယ်ဝီလီယံလည်းတတိုင်းခံတက်နေရစီပြန်လာခဲ့ပြီးအဖမ်းဆီးခံထားရတဲ့ဘော်ရာကြီးတိုဘာကိုလာတွေ့ခဲ့ပါတယ်ငကားဘလူးကြီးတွေကိုနှိမ်နှင်းပေးခဲ့တဲ့ဝီလီယံအားတရုတ်ပြည်ရဲ့ဘရင်လေးကရမ်းမုံတွေယူမလားဖမ်းခံထိထားတဲ့ဘော်ရာကြီးတိုဘာကိုလွတ်ပေးရမလားအခွင့်အရေးတစ်ခုကိုရွေးချယ်ခိုင်းခဲ့တာပါဝီလီယံရဲ့ရွေးချယ်မှုကဘော်ရာကြီးတိုဘာပဲဖြစ်ပါတယ်နောက်ဆုံးခန်းမှာတော့ဝီလီယံနဲ့ဗိုလ်ချုပ်တစ်လင်းတို့ဆုံတွေ့ခဲ့ပြီးလင်းကဝီလီယံကိုကျေးဇူးအထူးတင်ကြောင်းပြောဆိုခဲ့ပါတယ်မြင့်တက်အဆောင်လျှောက်တွေနဲ့ဝီလီယံတို့ဘော်ရာနှစ်ဦးမဟာတတိုင်းကြီးတွေရဲ့အဝေးကိုထွက်ခွာနေပါတယ်တတိုင်းကြီးစီမှာကြံခဲ့တဲ့အချောလှလေးဗိုလ်ချုပ်လင်းကိုဝီလီယံငေးကြည့်နေရင်ကံမကုံရင်ပြန်ဆောင်ကြအောင်မှာပါဆိုတဲ့အတွေးမျိုးနဲ့ပဲဌာနေစီခီးဆက်ခဲ့လိုက်ပါတော့တယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအထူးတင်ပါတယ်